ဒီနေ့ရရမယ်မော်ဒယ်ကောင်မလေးကနာမည်တော်တော်ရနေတာကွာဒါပေမဲ့အလုပ်လုပ်ဖို့တဲ့လူတွေပြောဖို့တာတော့ကောင်မလေးကကြီးနေနေများတယ်တော့ပြောတယ်ကွာမင်းဖြစ်ပါမလား မင်းရလေကွာအေးစေးသူ့ကသူဘလောက်ပဲကြီးများကောင်မလေးကလှနေရပြီငါပြောသဘောပေါက်လားသူ့ကသူမင်းတာဝန်ဓာတ်တက်ရိုက်ချင်တော့ငါလိုက်ရိုက်ပြီးအောင်မှာကွာငါပြောချင်တာဟုတ်လား နာဘူး ရလေ အော်ဒီပိုင်းဒါညီမလေးကိုဒီနေ့ကြားပေးမယ်တပ်ပုံဆရာကိုကြားကြီးရဲ့ကိုကြားကြီးဒါကတော့အခုနာမည်ရနေမော်ဒယ်စုမြတ်ဘူးတဲ့ တွေ့ရဝတ်တာရနော် ဟုတ်ပြရမှာပါပါတယ် ဟုတ် ဒါနဲ့လေဒီမှာဒီနေ့ရိုက်ချင်တဲ့ပုံစံကလေ underwater photography ပုံစံလေးရိုက်ချင်တာအခုရိုက်ပြီးလို့ရလား မြန်မာလေးဘက်ကနေပြီးတော့ဒီ underwater ရိုက်ဖို့အတွက်ပေါ့နော် bikini ပါရဆိုရင်ကိုယ့်ဘက်က easy ပဲ ဒီကနေ့ပါတယ်လေဒီမှာသွားလေးလိုက်တော့မယ်နော် okay လေတောင်း လိုက်ပါမယ် မင်းရှေ့ရောက်တဲ့မှာဗာလိုက်ရတော့မင်းကနောက်ဦးထားပြီးတော့အမတွေသွားခံတယ်ပြီးတိုက်ပေါက်တယ် မင်းရလေကွာ easy ငါမင်းတခုပြောပြမယ်နော်အခု Oppo ကနေအသစ်ထုတ်ထားတဲ့ Oppo Reno 13 series ဆိုတာရှိတယ်နော်ဒီကောင်ကဘယ်လိုလဲဆိုလို့ရှိရင် underwater move ကို online ပဲဆိုလို့ရှိရင်ငါတို့ကအခုလိုမျိုးရေကူးကန်နေရာမျိုးမှာဖြစ်ဖြစ်ရေချိုနေရာမျိုးတွေမှာဆိုလို့ရှိရင်ကွာမင်းအနက်2မီတာလောက်ဒီ easy ရိုက်လို့ရတယ်နော်ပြီးတော့မင်းမိနစ်30ကွာမင်းကမင်းဗီဒီယိုပဲရိုက်မလားဓာတ်ပုံပဲရိုက်မလားအမုန်းရဲ့အကြိုက်ရိုက်ကွာမင်းကလေ ဟာမိုက်လာလားရှားဖုန်းတွေဆိုရေဝင်ကြောက်အောင်မင်းကကြီးလည်းကြောက်အောင် ဟာမင်းကလေအဲ့အတွက်စိတ်မပူနဲ့သူ့မှာ fashion ထည့်ထားပြီးသားနော် तू က underwater move ကိုပိတ်ပြီးပြီဆိုလို့ရှိရင်မင်း3စက္ကန့်လောက်ပဲဒီ power cloud လေးကိုနှိပ်ထားပေးရုံနဲ့ तू speaker တွေကနေ auto ရေထွက်သွားလိမ့်မယ်နော်ပြီးရင်ဒါပေမဲ့တစ်ခုတော့ရှိတာက तू ရေထဲထွက်ပြီးချင်းတော့2နာရီတွင်းတော့မင်းအားသွင်းလို့မရဘူး ဆိုင်လို့ရပြီနော် ဟော okay အဲ့ဆိုရင်ငါဆက်ရကြမယ်နော် ဖုန်းနဲ့ရိုက်မှာလား ဟောဒီမလေးရေအခုကံမှာဒီအောင်မှဒီစုံမခံတာကဲဒီမလေးစကားမများနဲ့နော်ဒါနဲ့အရင်ဆိုင်ရကြည့်လိုက်ဒီအစံပြေလို့ဆိုရင်ကိုကြီးပါလာချသွားလိုက်ဟုတ်ပြီလားအောင်မခံနော်โอเคစလိုက်ဒီမှာပြီးပြီကြီးကြီးလိုက်တော့နော် ဟာပုံလေးရနှာတာနော် ဟာဘာလို့လဲကြတော့ ဒီမှာကြည့်ပါလားအခုကင်မရာအရန်ကောင်းတယ်ညီမပေါင်ကကြီးခွက်တောင်မြင်နေရပြီဘလို့ရိုက်နေပြီဟာ